တိုးယောဂရှိသူများစားသင့်တဲ့အစားအစာ၅မျိုးနံပါတ်1အဆီများသောငါးများအဆီများတဲ့ငါးတွေမှာအိုမီဂါ3 fatty acid ကြွယ်ဝစွာပါဝင်တဲ့အတွက်သွေးတိုးကိုလျှော့ချပေးပြီးနှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်နံပါတ်2အစိမ်းရောင်ရှိသောအရွက်များအစိမ်းရောင်အရွက်တွေမှာပိုတက်ဆီယမ်မက်ဂနီဆီယမ်နဲ့အမြင့်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက်သွေးတိုးကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ဟင်းနုနယ်ကိုက်လန်ရွက်မုံကြီးရွက်စတာတွေကိုပုံမှန်စားပေးပါ။နံပါတ်3နှပြောသီးမှာပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ဆိုဒီယမ်ရဲ့ဆိုးကျိုးတွေကိုထိန်းညှိပေးပြီးသွေးတိုးကိုလျှော့ချပေးနိုင်ပါတယ်။နံပါတ်4အခွန်မာသီးတွေမှာမက်ဂနီဆီယမ်ပိုတက်ဆီယမ်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါဝင်တဲ့အတွက်သွေးတိုးကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုပါကောင်းမွန်စေပါတယ်။ဘာဒန်စေ့တစ်ကြားသီးဖျုံစေ့နေကြစေ့စတာတွေကိုစားသုံးပါ။နံပါတ်5ဘယ်ရီသီးတွေမှာအန်ဒိုဆိုင်ယာနင်လိုဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ဒီဓာတ်တွေကသွေးကြောတွေကိုကျန်းမာစေပြီးသွေးတိုးကိုလျှော့ချပေးနိုင်ပါတယ်။